င်းထောင်တော်တော်များများကစိုးရွားတဲ့အခြေအနေမှာရှိနေတာဟာတိုင်းပြည်ရဲ့အုပ်ချုပ်နေသူတွေရဲ့စိတ်နေစိတ်ထားပေါ်မူတည်ပြီးတော့ကွာခြားသွားတာဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားဟောင်းတချို့ကပြောဆိုထားကြပါတယ်။အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာတော့စီမင်းစည်းကမ်းတဲ့ညီအုပ်ချုပ်မှုတွေကတဖြည်းဖြည်းလျော့နည်းလာတဲ့ပြင်မင်းမဲ့စရိုက်ပိုဆန်လာတာမျိုးတွေလည်းတွေ့လာရပါတယ်။ဘာကြောင့်မို့ဒီလိုပြောသလဲဆိုရင်တော့အာဏာသိမ်းပြီးနောက်ပိုင်းအကျဉ်းကျနေသူတွေကိုထောင်ပြောင်းနေဆိုပြီးသတင်းလွှင့်ပြီးတဲ့နောက်အပြင်မှာတပ်ပစ်လိုက်တာမျိုးတွေအထိရှိလာတော့ဘယ်ထောင်ကအစိုးဆုံးလဲဆိုတာကိုပြောလို့မရတဲ့အနေအထားမျိုးဖြစ်နေတယ်လို့ပြောဆိုထားကြတာလည်းရှိပါတယ်။2021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့နိုင်ငံရေးအကျဉ်းသားတွေဟာမျှတတဲ့တရားစီရင်ရေးမရကြပါဘူး။အဖမ်းခံရတဲ့အချိန်ကနေစပြီးတော့ပြင်ပနဲ့အဆက်အသွယ်ဖြတ်ခံရတယ်။ရတဲ့ရထိုက်တဲ့လူအခွင့်ရေးနိုင်ငံသားအခွင့်ရေးတစ်ခုမှမရဘူး။နိုင်ငံရေးအကျဉ်းသားဆိုတာနဲ့စိုးရွားစွာညှဉ်းပန်းနှိပ်စက်တာမျိုးကြုံခဲ့ရတယ်။အမျိုးသားတွေထက်လိမ်စိတ်ခံယူမှုကွဲပြားသူတွေကအကျဉ်းထောင်ထဲမှာလိမ်မိုင်းဆိုင်ရာစော့ကားမှုတွေပို့ပြီးတော့ကျူးလွန်ခံနေကြရတာတွေကိုမြင်တွေ့ခဲ့ရတဲ့ပြင်အခြားရာဇဝတ်အကျဉ်းသားတွေမှာလည်းလိမ်မိုင်းဆိုင်ရာကိစ္စရပ်တွေကပိုများတယ်လို့ကိုယ်တိုင်လည်းနိုင်ငံရေးအကျဉ်းသားတဦးဖြစ်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကတာဝန်ရှိသူတဦးဖြစ်တဲ့ကိုတိုက်ထွန်းဦးကအကျဉ်းထောင်တွင်းကအဖြစ်အပျက်တွေကိုအခုလိုပဲပြောပြခဲ့ပါတယ်ကျွန်တော်တို့ဒီအမျိုးသားဖြစ်မှုပေါ်မှာပဲမူတည်ပြီးမှပဲဒါအကျဉ်းဦးစီးဝန်ထမ်းတွေကနေမှကျွန်တော်တို့ကိုပို့ပြီးမှပြည့်ပြည့်ခဲ့ရရတော့ရှိတယ်။မန္တလေးအကျဉ်းထောင်မှာနေခဲ့တဲ့ကာလမှာဆိုရင်ကျွန်တော်တို့ကအမျိုးသားဖြစ်တယ်။အမျိုးသားဖြစ်တဲ့မှုကိုပဲအချောင်းပြုပြီးပါအကျဉ်းဦးစီးဝန်ထမ်းအမျိုးသားတွေကပဲကျွန်တော်တို့လူမဆန်တဲ့ရိုင်းတဲ့နှိမ့်ဆက်မှုတွေကိုပြုလုပ်ခဲ့တာကိုကိုတွေ့ကြုံခဲ့တာဖြစ်ပါ။ညတကောင်ရံတော့ကိုလာခေါ်ထုတ်တယ်။ခေါ်ထုတ်ပြီးမှရိုင်းတဲ့မှုတွေကိုစိုးစိုးဝါးလုပ်တယ်။ကျွန်တော်တို့အဲ့ဒီချုပ်ဖို့ပြောရမျိုးတွေရှိတယ်။ကိုယ့်ရဲ့လုံးလုံးကြိုဝတ်ထားတဲ့အိရီတွေကိုချွတ်ခိုင်းတာမျိုးတွေပြီးတော့ကျွန်တော်တို့ကိုမေးအိမ်သမားကြီးဆဲဆိုပြီးမှရိုက်နေတာမျိုးတွေဒါတွေကတော့ကျွန်တော်ကိုယ်တိုင်ကြုံခဲ့ရတာဖြစ်ပါတယ်ကျွန်တော်ရင်ကြုံရတာပေါ့ဗျာကျွန်တော်မရှိရှေ့မှာဆိုလဲ NGPD နိုင်ငံရေးကျင်းသားတွေကိုနော်အကျိုးကျေးဇူးဝန်ထမ်းတွေကနေမှရင်မက်တွေကိုဆွေးမြစ်တာတင်မားတွေကိုရိုက်တာဖတ်တာနန်းတာဒါမျိုးတွေကိုတားရဆိုတဲ့အကြောင်းပြချက်တွေနဲ့ရောတစ်ခါတစ်ခါမှသူတို့ရဲ့ယာရုအာဏာကိုအတုံးပြုပြီးမှလုတ်တာမျိုးတွေကျွန်တော်တို့တွေ့ခဲ့ရပါတယ်ထောင်မှာဆိုရင်အဲ့ဒီရဲ့ဟိုမှာလိမ်မိုင်းဆိုင်ရာကိစ္စတွေအာဏာပြင်မှုကိစ္စတွေကခြားရဆိုကျင်းသားတွေပုံမဲ့ခံရတဲ့အခြေအနေတခုတော့ဒီလိုဖြစ်နေပါအဲ့တော့ခြားရဆိုကျင်းသားတွေမှာတော့ဒီလိုကိစ္စတွေကပိုပြီးမှများတယ်အရင်ကလည်းရှိတယ်သူတို့ကခေါ်လက်ကောက်လို့ခေါ်ဥမာပြသူတို့နဲ့သူတို့နေဖို့အတွက်ပုံမှာအဲ့လိုကောင်လေးတယောက်တော့ကိုတိခါမွေးထားပြီးမှသူနဲ့သူတို့နေထိုင်ဖို့အတွက်ပေါ့နော်ဒီကာလတစ်ခုနေထိုင်ဖို့အတွက်ကိုမှမွေးထားတာမျိုးတွေပေါ့အဲ့လိုမျိုးနေရတဲ့လူတွေကိုလည်းအခွင့်အလမ်းတစ်ခုပေးထားတာမျိုးပေါ့ခေါင်းအာဏာပိုင်ရတယ်ဒီလိုကိစ္စမျိုးဖြစ်တဲ့အတိုင်ရတယ်ဆိုရင်တော့သူတို့တွေကဗတိအောင်ဆောင်ထားပေးတာအဲ့ဒီရဲ့စီကံနေနေတကြီးတွေဘက်ကနေမှပါဝင်ပြီးမှအတက်ကိုမရောက်အောင်လို့သူတို့ရဲ့လက်အောက်မှာနေမယ်ဖြည့်ရှင်းပလိုက်တာမျိုးတွေပဲများများဆဆရှိဒီနောက်တစ်ချက်လေးရက်မှာပဲနိုင်ငံချင်းသားတယောက်ကိုခြားရာဇဝတ်ကျင်းသားအခန်းတကြီးကနေမှအာရမပြုတ်ကျင်တာမျိုးပြီးတော့ချိတ်ဆောက်တာမျိုးကြီးရှိတယ်အဲ့ဒါကိုဘေးတင်ငယ်ချင်းတွေကိုပြောရင်တော့လည်းကောင်းအဆောင်မှုတွေကိုတိုင်ရင်တော့လည်းကောင်းပေါ့နော်တက်ပြစ်မယ်ဆိုတဲ့အဒီကိုမှချိတ်ဆောက်တာမျိုးရှိတယ်အဲ့ဒီလူဆိုရင်ကြောက်ကြစုပ်သိပ်ပြီး IGPD မဟုတ်ဘူးသူ့ရဲ့ဆိုအိုမှာပါတန်ရလောက်ထိကိုမှရခဲ့ဘလို့မှလည်းမတန်ရတဲ့အခြေအနေဖြစ်ခဲ့တယ်ပေါ့နော်ဒါအလို့တွေကတော့လက်ရှိချိန်ဒီကိုမှဖြစ်နေတဲ့တုံနေသေးဆိုတဲ့အခြေအနေကိုကျွန်တော်ကမိမောင်းထိုးပြချင်တာဖြစ်ပါတယ်နိုင်ငံရေးကြီးကိုအမျိုးသမီးတွေကိုဝင်တော်အမျိုးသမီးတွေအပေါ်လိုတော့ဝင်နေတယ်ကိုယ်တိုင်ပေါ့နော်ကိုတိလေးရောက်ကျိုင်းနေမှုတွေပြီးတော့အမျိုးသမီးတွေရဲ့အဆောင်တွေကိုပစိုးတွေလံပြတာမျိုးတွေဆဲဆိုတာမျိုးတွေမမရန်ရဲပေါ့နော်မိမဆဲဆိုတာမျိုးတွေကိုလည်းမန္တလေးအိုးကိုချင်းထောင်မှာဖြစ်ခဲ့ပါတယ်ခင်ဗျအဲ့ဒီဖြစ်စဉ်တွေလည်းကျွန်တော်တို့ဒီချင်းထောင်မှာရှိတဲ့ကာလကိုယ်တိုင်တွေ့ကြုံခဲ့ရတာ message မှာမြင်ရတာပြင်တခြားဆောင်တွေပေါ့နော်မျိုးသမီးဆောင်တွေမှာဖြစ်တာရတာကျွန်တော်တို့ကိုယ်တိုင်ဟုတ်ကြားခဲ့ရပါတယ်ခင်ဗျ